Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ VNN နိုင်ငံကတောင်နှင်းမြောက်ပြန်လည်ပူးပေါင်းခြင်း250ပြည့်အထိမ်းအမှတ်နေ့လုပ်မယ်ပွဲလေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲ့ထိမ်းအမှတ်ပွဲလေးကိုမသွားခင်ခုတို့တငယ်ချင်းတွေခောက်ဆွတ်တဲ့ဆိုင်မှာအရင်ဆုံးပိုက်တက်ဖြစ်မှဖြစ်ပါတယ်ခင်ဗျာအဲ့ခောက်ဆွတ်ဆောက်လေးရတော့ဒီဆိုင်လေးပါပဲခင်ဗျာလိုက်ခဲ့ပေးပါဦးနော်အထဲတွေကိုအထိမ်းအမှတ်နေနီးပြီဆိုတဲ့အခါကျတော့သူတို့ရဲ့ဆိုင်နှန်းအိမ်တိုင်းမှာတော့ VNN အလံတွေကတော့နေရာတိုင်းမှာညင်တွေ့ရမယ်ပေါ့နော်အခုဒီဆိုင်လေးကတော့လုံးဝဂျပန်ရွာဆိုင်လေးပုံစံမျိုးပေါ့နော်အထက်မှာအိမ်လေးတွေပုံလေးပုံစံမျိုးလေးပေါ့နော်နည်းနည်းလေးချစ်စရာကောင်းတယ်ပေါ့နော်ပုံစံလေးကတော့လုံးဝပြီးမသိရင်ဂျပန်နိုင်ငံရောက်သွားသလိုမျိုး vibe မျိုးခံစားရမယ်ခုနကတော့ကြိုပြီးဘိုကတင်ထားတာဆိုတဲ့အခါကျတော့တတိယထပ်မှာနေရာရတယ်ပေါ့နော်အခုတတိယထပ်ကိုတော့မှပြဖြစ်ပါတယ်ခင်ဗျာတတိယထပ်ကိုအခုတော့ရောက်ပါပြီတတိယထပ်လေးကလည်းအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်သူအခန်းလေးနဲ့ share ပါပဲ这里头是打嘛的，这边的，那你几个？我把钱拿去。哎，你也听过哩啊？啊，对的，对对面路边上那欧米亚的，是呗。Say hi. Xin chào, mình là ba. mà lấy hàng nó trống ra là bãi xào luôn, miếng này super nổi bả đấy, đã tung bỏng lì gì mà, là đến khi nó từng ngày trên lý học ra là bọn nó, đi khán giả thì kèm bãi thì khán giả tí tết tàn đi chứ. từng ngày trên này đi xí vào sẽ áp lực thông thường tại cái cái gì thà đấy, mà vlog cái này nè, nó cả family hàng qua gì biết rồi mình tao sẽ trả lại ta, yên lặng à, tôi lúc mà menu hạt đó xong này bọn nó, tôi mà tôi đấy anh yêu sao đấy, nhái gì đấy, ấy đó, có là đi à. decoration နဲ့သူ့ရဲ့ service နဲ့ပဲတော်တော်လေးကိုအဆင်ပြေလို့ပြောလို့ရမယ်ပေါ့နော်အဲ့တော့ခုတို့ဘယ်ဟာလေးစားမလဲဆိုတာတော့ခုတို့မှားလိုက်ပါအောင်မယ်ပြီးွားရင်စားကြလေးရောက်လာတဲ့အခါကျရင်ထပ်ပြီးတော့ဘယ်လိုရတာရှိလဲဆိုတာလေးပြပြပေးမယ်နော်အဲ့မှာကိုကဘလော့ရိုက်ပြီးတကယ်အပီရိုက်ပြီးဆိုရင်မလင်းကဘေးနာခွေပြီမှာခုံကတော့အပေါင်းအသင်းမကြလို့ဆိုတငယ်ချင်းတွေတွားတဲ့အချိန်ကတော့အရန်ပျော်ရတဲ့အချိန်ပါပဲအခုဆိုရင်ခုတို့မှာထားတဲ့ခောက်ဆွဲ၄မျိုးရယ်ပြီးွားရင်ဝက်အသားပြားကြော်ရယ်ပြီးွားဆက်လက်ရယ်ပေါ့နော်ထမင်းဖြူရယ်ပေါ့ရောက်လာပါပြီဒါခုမှဟာတာတော့ခောက်ဆွဲပေါ့ဝက်သားပြားနဲ့ပေါ့နော်ပြီးတော့မလင်းရဲ့မောင်လေးကလည်းခုနဲ့အတူတူပဲအဲ့အရာတာပဲသူလည်းမှားတယ်ပြီးတော့ဒါကတော့တက်လွတ်ခောက်ဆွဲပြုတ်ပေါ့နော်ပြီးွားရင်ဒါမလင်းကကြတော့ဝက်သားကိုမှသူကအဲ့လိုမချင်းငန်ဆက်အရာတာလေးမှားလိုက်ပါတယ် Smart ခုနကမှလည်းကွာခောက်ဆွဲဆိုင်နေအများကြီးရှိရယ်ကွာဒါမဲ့လေလုံးဝဘယ်လိုပြောမလဲအရသာမတူသူ့ရဲ့ taste တွေကလေဒီ VNN ကအစားအစာတွေရဲ့ taste နဲ့မြန်မာနိုင်ငံရဲ့ taste တွေကလုံးဝကွဲတယ်ဒီဟာဆိုလည်းငရုတ်သီးပေါ့နော်ငရုတ်သီးဆိုရင်လည်းနီးရဲတာပဲအရန်ဆက်မှာဆိုလို့ကွာနည်းနည်းပဲထည့်တာတော့အရန်မဆက်ဘူးသူကာလာတော့လုံးဝရဲဆက်နေရပဲပေါ့နော်နီးရဲတွတ်နေရပဲဒါမဲ့အရသာအရန်မဆက်ဘူးဒါမဲ့တကယ်ခောက်ဆွဲရဲ့အရသာတကယ်စားကောင်းတယ်အဲ့တော့ဟန်နွမ်းရောက်ခဲ့လို့ဒီဆိုင်လေး try ချင်တယ်ဆိုရင်တော့ try တင်တယ်လို့ခေါ်တော့recommend ပေးတယ်အေးတွေဆိုလည်းတောက်လို့ကောင်းတယ်ပေါ့နော်ကောင်းမကောင်းဆိုတာလက်မပဲကြည့်လက်မမသိရဲ့စိတ်ကလက်မအမထောင်နေရပြန်ဦးမကြတော့တကယ်ကိုစားလို့တကယ်ကောင်းတာဝတ်သားပြားလေဝတ်သားပြားထဲမှာဝင်နေတဲ့ဒီခောက်ဆွဲအရေးရဲ့အရသာလေလုံးဝစိတ်ထွက်ပြီးတော့လေလုံးဝဝတ်သားကလည်းလုံးဝနူးအိပြီးတကယ်ကိုစားကောင်းတာတကယ်ကိုတော်တော်လေးစားကောင်းတယ်အဲ့ခောက်ဆွဲပြုတ်ကတော့ဗောနော်ခေါ်ကတော့တကယ်ဒီဆိုင်ကို rating 10မှာဆိုရင်ခေါ်တော့အဲ့လောက်ပေးတယ်ဈေးကလည်းကြီးလားဆိုရင်ဈေးလည်းအရင်ကြီးတယ်မပါဘူး VNN တောင်နဲ့ဆိုရင်8000ဝန်းကျင်လောက်ပဲရှိတယ်ပြီးတော့မဝတ်သားပြားကြော်ဝတ်သားပြားကြော်အပေါ်မီယိုနစ်တွေစမ်းထားပြီးရပါတော့အဲ့ဝတ်သားပြားကြော်လည်းတော်တော်လေးစားကောင်းတယ်ကွာပြောတာမဟုတ်ဒီ VNN မှာလေအစားတောက်မှာ10ဆန်လောက်စားတယ်ဆိုရင်လေအနည်းဆုံး90လောက်ကကောင်းအောင်ကောင်းတယ်သူတွေကမကောင်းဆိုတော့မှတန်ရှင်းတရမှုပုံမှန်အရသာတွေတော့ရတယ်ဟိုလုံးဝမကောင်းလိုက်တာဆိုတဲ့အရသာမျိုးမရတဲ့ဆိုင်ရပေါ့နော်တော်တော်လေးကိုရှားတယ်လို့ပြောလို့ရတယ်နော်ပြီးတော့ခုနတငယ်ချင်းတွေလည်းစားပြီးတောက်ပြီးသွားတဲ့အခါကျတော့မလင်းရတော့နောက်တနေရာကိုချီတက်ဖို့အတွက်ကိုခွန်းတို့စတင်ထွက်ခွာပါပြီအခုတော့ခွန်းတို့တငယ်ချင်းတွေဒီမီရှူဘီဘန်တွေဖောက်မဲ့နေရအောင်ပေါ့နော်သွားဖို့အတွက်ကိုစတင်ပြီးသွားပါပြီခင်ဗျာအခုတော့ခွန်းတို့ဒီ250ပြည့်အထိမ်းအမှတ်အနေနဲ့ mutual bank နဲ့ဖောက်ပါကိုဒီ coffee ဆိုင်လေးကနေပြီးတော့ထိုင်ပြီးတော့ကြည့်မှာပါခင်ဗျာအခုလောဆယ်တော့ပေါ့နော် coffee ဆိုင်လေးမှာလူကတော့ရှိဒါပေမဲ့အရင်ကြီးတော့များမနေသေးဘူးပေါ့နော်ကျွတ်ကျွတ်တက်လေးတော့ဖြစ်သေးတယ်ဒီလမ်းမဆိုလဲဆိုင်ကြီးတွေကားတွေသွားလာနေသေးရေပေါ့နော်ဒါခွန်းတို့ရောက်တဲ့အချိန်က8နာရီဝန်းကျင်လောက်ပဲရှိအောင်ပဲပေါ့နော်အဲ့တော့ဒါသူတို့ရဲ့ရိုးရောက် coffee ဆိုင်လေးတွေပေါ့နော်လမ်းဘေးတစ်လျှောက်မှာအဲ့လိုမျိုးဆိုင်ထဲမှာတိတ်ထိုင်တဲ့လူကနဲတယ်ဆိုင်ပြင်မှာအဲ့လိုခုံလေးနဲ့ထွက်ထိုင်တာပေါ့နော်သူတို့ရဲ့ traditional ပုံစံမျိုးဖြစ်နေတာပေါ့နော်လူတွေတော်တော်များတယ်ဒီအချိန်နဲ့တွာလာနေကြတာပေါ့နော်ဆိုင်ဒီမှာနေရာတွေဥကြပါကြပေါ့နော်
ဒါပေမဲ့နောက်နည်းနည်း9နာရီခွဲလောက်ကြာရင်ဘယ်လိုတွေလူများလာမလဲဆိုတာတစ်ချက်တော့စောင့်ကြည့်ပေးဦးနော်ကိုနဲ့တူအမှန်တမ်းပြောရရင်ခွန်တော့ကတော့အရင်အထူးဆန်းဖြစ်နေတာပေါ့နော်အော်ဒီလောက်ထိမီရှူမဖောက်ပါဘူးပဲဒီလောက်ထိလူလာကြည့်လိမ့်မယ်လို့မထင်ထားအမှန်တကယ်တော့လေအိမ်ထဲမှာသူတို့ရဲ့နေအိမ်တွေမှာလူတွေကြံသေးရသလားအောင်းမေးရတယ်တကယ်တလန်းလုံးမှာကော်ဖီဆိုင်တွေအကုန်လုံးမှာလူအပြည့်ဘလောက်တော့လူများလာလဲဆိုရင်တအောက်နေမီရှူမဖောက်ခံနေနိုင်ဘက်လောက်အလိုမှာအဲ့ကော်ဖီဆိုင်တွေမှာလုံးဝထိုင်စရာနေရာမရှိတော့လို့ဒီလမ်းမှာအခုတော့မှာဆိုင်ကယ်တွေသွားလာနေတဲ့လမ်းတစ်လျှောက်လုံးမှာဘလို့လူပြည့်သွားမလဲဆိုတာကိုတစ်ချက်စောင့်ကြည့်ကြည့်လိုက်တကယ်အော်သွားလိမ့်မယ်အဲ့ဒီမှာသာကြည့်လိုက်တော့ခုလုံးဝအပူပြုံးတော့အဲ့နေရာမှာလေလုံးဝကားတွေလုံးဝရွေးလို့မရတော့ဘူးဒါနဲ့လိုသေးရဲ့နော်နိုင်ဝက်လောက်လိုသေးရဲ့ဖောက်ဖို့နိုင်ဝက်လောက်အလိုမှာကလေးကလုံးဝဒီတလန်လုံးလူတွေအကုန်ပြည့်သွားပြီဒီလမ်းမဟုတ်ဘူးလေဒီမီရှူဘက်ဖောက်တာကိုစောင့်ကြည့်မဲ့နေရာအကုန်လုံးပြည့်သွားပါပြီခင်ဗျာအခုတော့မီရှူဘက်နေစပြီးတော့ဖောက်ပါပြီ Hello Vietnamအမှန်တမ်းပြောရရင်ကိုရီမြန်မာမှာဆိုရင်အော်မီရှူမဖောက်တယ်ပေါ့နော်တော့မကြည့်တော့ဘူးပေါ့နော်ဒီတိုင်းပဲပြီးသွားကြမှာဒါပေမဲ့မဟုတ်ဘူးသူတို့ဒီမှာကဒီနေ့ကအဲ့ဒီအခုဒီနေ့ပေါ့နော်30ရက်နေ့4လပိုင်း30ရက်နေ့ကသူတို့ဗီယက်နမ်တောင်နှင်းမြောက်ပြန်လဲပေါင်းစည်းတာ250တည်းရဲ့အနေနဲ့အားလုံးကဂုံပြူရဲ့အနေနဲ့သူတို့တွေအားစီးလုံးကြတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါကိုပြကျင်တဲ့အနေနဲ့သူတလန်းလုံးလမ်းအပြည့်လူတွေအကုန်လုံးကထွက်ပြီးတော့မီရှူဘက်ကိုထွက်ပြီးကြည့်ကြတာလို့ဆိုပြီးတော့ဒီဟန်နွိုင်းဇာတိကန်ဒီမလင်းကပြတယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့သဘောပါကွာသူတို့ဗီယက်နမ်တွေဘလောက်စီးလုံးလဲဆိုတော့ဒါပဲကြည့်လိုက်တော့ငါတို့တွေဒီနေ့မှာအားလုံးလမ်းမှာထွက်ပြီးဒီမီရှူဘက်ထွက်ကြည့်ကြမယ်ငါတို့တွေအားလုံးဒါဂုံပြူတယ်ဂုံယူတယ်ဆိုတော့သဘောအနေနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးတကယ်ကိုစီးလုံးတာအဲ့ဒါကတော့တကယ်ကိုချီးကျူးစရာပါပဲကိုယ့်ဟာနဲ့ကိုယ်ဆိုရင်တော့နေထူးနေမြက်တွေတိမှာမဟုတ်ဘူးပေါ့နော်ဒီမလင်းရဲ့ကျေးဇူးကြောင့်ခုတို့တငယ်ချင်းတွေဆိုရင်အခုဘယ်နေရာမှာဘာပွဲတော်ရှိတယ်ဘာနေ့ဆိုရင်ဘယ်နေ့မှာဆိုရင်ဘာသူတို့ဘာအထိမ်းမှတ်တွေဆိုတာကမဒီဟန်နွိုင်းစာတိကဒီဗီယက်နမ်လူမျိုးစစ်ပေါ့နော်မလင်းပြမှာပဲခုတို့သိရပါအဲ့တော့မလင်းရေ thank you so much ပါကျေးဇူးအများကြီးတင်ပါတယ် love youကဲအခုတော့မီရှူဘန်လည်း15မိနစ်တိတိဖောက်လို့ပြီးသွားပြီပေါ့နော်အဲ့တော့ဒီလိုအုပ်ကြီးကနေပြီးတော့လက်ခုပ်တွေတီးပြီးတော့ပေါ့နော်သူတို့ပြီးသွားတယ်ဆိုတော့ဥစားဂုဏ်ယူကြတယ်ပေါ့နော်ဒီမီရှူဘန်ဖောက်သွားပြီဆိုပြီးတော့ခုလို့လည်းဒီဆိုင်ကနေပြီးတော့ပြန်ထွက်ဖို့ကိုတော့နိုင်ဝက်လောက်တော့တော်တော်လေးကိုအချိန်ယူရပါတယ်လမ်းတွေပိတ်နေရဆိုတော့ကြောင့်မို့ပေါ့နော်အခုဒါခွန်းကတော့ပြန်တဲ့လမ်းဆိုင်ငယ်ပေါ်မှာပါပြန်တဲ့လမ်းမှာဆိုလည်းအကုန်လုံးဒီမှာအခုမြင်တွေ့ရတဲ့အတိုင်းပဲအားလုံးကကြော်ရွှင်နေကြတာပေါ့နော်တကယ်ကိုပြောမှဆိုရင်တော့သူတို့ရဲ့စီးလုံးမှုကတော့တကယ်အားကျစရာပါပဲအဲ့ဒီတော့ခွန်ကနောက် vlog လေးတွေမှာလည်းဒီဗီယက်နမ်နိုင်ငံဟန်နွိုင်းမြို့မှာရှိတဲ့အထင်ကြီးကနေရာထင်ကအကြောင်းအရာလေးတွေကိုအားလုံးသိအောင် share လုပ်သွားပြပါဦးမယ်နော်အခုတော့ bye bye